ကိုရီးယားရောက်ညီကိုတွေနဲ့ဝန်တသိန်း2သိန်းလောက်ကိုခဏလေးနဲ့ရကြင်လို့ရှိရင်TikTok လိုက်လေးတုံးကြည့်ပဲဗျာကျွန်တော်3လဆိုရင်အခုမင်းညမှာကျွန်တော်3လတော့ကြာပြီပေါ့နော်မင်းညဒီကောင်ဘောလုံးကိုကန်ကြည့်လိုက်တယ်မင်းညတညတည်းနဲ့ကျွန်တော်9သိန်း10သိန်းလောက်ကိုရသွားပြီအခုကကျွန်တော်အခုဗီဒီယိုလေးထဲမှာဆိုရင်ကျွန်တော်စော့ပုံစုံလေးကိုပြထားတာသူကပထမဆုံးချိန်4ချိန်ရပေါ့ဗျာဘယ်လို4ချိန်ကုန်သွားပြီဆိုတော့ဒီလိုမျိုးcopy link လေးကူးမယ်ပြီးလို့ရှိရင်ဒါမှမဟုတ် QR code နဲ့ဖြစ်ဖြစ်ကိုတငယ်ချင်းပေါင်းတဲ့အသည့်တွေကိုပြန်ပြီးတော့ညှဝေပေးလိုက်သူတို့ကဝင်ပြီးတော့ဒါကိုပြန်ဖွင့်ပြီးဆိုလို့ရှိရင်ကိုကအချင်းကြီးတိုးလိုက်အကြိုင်စော့အကြလို့ရှိရင်ကိုကဒီမှာအချင်းကြီးတိုးလာတဲ့ဟာကိုပြန်စော့လိုက်လို့ရှိရင်ဒီမဲ့3သိန်းဆိုတာ10မိနစ်လောက်ကလေးနဲ့ရတာဗျာသူရဲ့သတ်မှတ်ထားတာ3သိန်းနဲ့990ခွန်အခုကျွန်တော်ရထား3သိန်းနဲ့650ခွန်အမေတငယ်ချင်းကိုပြန် share ပေးလိုက်တော့အမေအချင်းကြီးတစ်ချိန်တိုးလာတစ်ချိန်နဲ့ကျွန်တော်ထပ်စော်တယ်ထပ်စော်တော့3သိန်းနဲ့950ခွန်ဖြစ်သွားပြီထပ်ပြီးတော့ပြန်ချင်ပြန်ပြီးတော့အဲ့လိုမျိုးဟိုကလုပ်လို့ရှင်ပြသွားပြီပေါ့ဗျာ3သိန်းနဲ့960ခွန်နောက်ထပ်ထပ်ပြီးတော့ချဲအဲ့လိုမျိုးချဲလိုက်လို့ရှင်အချင်းကြီးလေးတိုးလာတိုးလာတဲ့ဟာလေးကိုသူကပြန်စော့အချိန်ဘယ်လောက်မှမကြာဘူးအချိန်ခဏလေးနဲ့ဟို3သိန်းကျော်လောက်ဆိုတော့ခဏလေးနဲ့ရတာဗျာအခုကျွန်တော်ဗီဒီယိုထဲမှာလည်းကြည့်လို့ရတယ်ဒါဆိုရင်3သိန်းကျော်ရသွားပြီ3သိန်းနဲ့990ခွန်ဒီမှာကျွန်တော်ရဲ့တိုးတယ်ဆိုရင်8သိန်းကျော်သွားပြီစုစုပေါင်း